အားလုံးပဲမင်္ဂလာပါသခင် web service ကနေကြိုဆိုပါရခင်ဗျာဒီတစ်ပတ်မှာတော့ကျွန်တော်တို့ website တစ်ခုရဲ့ပေါ့နော်အသုံးဝင်ပုံလေးတွေကိုကျွန်တော်ရှင်းပြခြင်းတယ်ပေါ့နော်website တွေကကြတော့ကျွန်တော်လုပ်ငန်းရဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့အမျိုးမျိုးဖန်တီးယူလို့ရတာဖြစ်တဲ့အတွက်သူ့ရဲ့အသုံးဝင်ပုံတွေကလည်းအမျိုးမျိုးရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်တို့ဒါဘုံအားဖြင့်ပေါ့နော်အများမြင်သာမဲ့အချက်ကလေးတွေကိုကျွန်တော်ရှင်းပြပေးခြင်းပါတယ်ခင်ဗျာဆိုတော့နံပါတ်1အချက်အနေနဲ့ကြတော့ကျွန်တော်တို့ဒါ website ကိုကိုယ့်ရဲ့ဝန်ထမ်းလိုမျိုးခဏလောက်သဘောထားကြည့်အောင်ပေါ့နော်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်လည်းဝန်ထမ်းတွေခံထားရတယ်customer တွေစီကိုပေးခြင်းတဲ့ information တွေကိုဒါဝန်ထမ်းတွေကို training ပေးပြီးတော့မှသူတို့ကနေတစ်ဆင့်ပြောခိုင်းရတာပေါ့နော် website မှာလည်းဒီသဘောတရားအတိုင်းပဲပေါ့နော်ကျွန်တော် website ထဲမှာ customer တွေကိုပေးခြင်းတဲ့ information တွေကိုကိုယ်စိတ်တိုင်းကြကျွန်တော်တို့ကပုံဖော်ထားလို့ရတယ်ပေါ့နော်ဒီ website ကကြတော့ဝင်လာတဲ့ customer တွေကိုသူကအဲ့ဒီအတိုင်းအတိအကျသွားပြန်ပြောပေးနေမှာဖြစ်တယ်ပေါ့နော်ဆိုတော့ပြောနေတာမှသူကလုံးဝမရက်မနာပဲပေါ့နော်24/7 365ရက်အပြည့်ကိုသူကအလုပ်လုပ်ပေးနေမှာဖြစ်ပါတယ်သူ့ကိုဒါကျွန်တော်ပေးရလဲပေးကြမလို့ခွင့်မှလည်းမဟုတ်ဘူးပေါ့နော်ကုန်ကြမ်းဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ကြတော့လေတစ်နှစ်လုံးစာအောင်မှာဝန်ထမ်းတယောက်ရဲ့တစ်လစာတော့မရှိတဲ့ကုန်ကြမ်းပဲကုန်ကြမှာဖြစ်တယ်ပေါ့နော်ဒါကတော့ဒါနှစ်စဉ်ကြီးကိုပြောတာပေါ့နှစ်စဉ်ကုန်ကြမဲ့ဈေးကိုပြောတာပေါ့နော်စချင်းလုံးတဲ့အချိန်မှာတော့ဒါ development cost တက်ရှိမယ်ပြီးလို့ရှိရင်နှစ်စဉ်မှာကြတော့ဒါတစ်နှစ်တစ်ခါတက်တန်းတိုးသွားမယ် cost ပေါ့နော်ဆိုတော့ဒါတော့မှကျွန်တော်တို့ဒါ information website တွေအတွက်ပဲဆိုလို့ရှိရင်နှစ်စဉ်ကုန်ကြမဲ့ဈေးကိုကျွန်တော်တို့က short ချပြစ်နိုင်တယ်ပေါ့နော်နှစ်စဉ်ဒီကုန်ကြဈေးမရှိတော့ဘဲနဲ့တစ်ခါလုံးနဲ့ပဲအပြီးရတဲ့ website မျိုးတွေလည်းကျွန်တော်တို့လုပ်လို့ရတဲ့နည်းတွေရှိနေပြီပေါ့နော်ဒါတွေကိုတော့အသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်တို့စီကိုစုံစမ်းလို့ရတယ်ဒါဒုတိယအချက်အနေနဲ့ကြတော့လုပ်ငန်းတစ်ခုအတွက်ဆိုလို့ရှိရင်ပေါ့နော်brand ဆိုတဲ့အမြင်ကနေကြည့်မယ်ဆိုလို့ရှိရင်လည်း website ရှိတာနဲ့မရှိတာနဲ့ဒါတိတိကျကျကွာခြားမှုရှိတယ်ပေါ့နော်ဒါကျွန်တော်တို့စဉ်းစားကြည့်လို့ရတယ်ပုံမှန်ကျွန်တော်တို့ online ကနေပစ္စည်းတစ်ခုမှာမယ်ဆိုလို့ရှိရင် online ကနေရှာကြည့်လိုက်တယ်ပေါ့နော်နှစ်နေရာကနေတွေ့ရထားပါတော့ပထမတစ်နေရာကကြတော့ကျွန်တော်တို့website မရှိဘူးเนาะဒုတိယနေရာ website ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ကနေမှာမလဲပေါ့နော်ဆိုတော့ဒါစဉ်းစားကြည့်ရင်တိတာကြီးပဲပေါ့နော်website ရှိခြင်းအပြင်ကြတော့ကျွန်တော်တို့ customer တွေရဲ့ယုံကြည်မှုပေါ့နော်ဒီလုပ်ငန်းကတော့ပို့ပြီးတော့ခိုင်ခိုင်မာမာရှိနိုင်တယ်ဆိုတဲ့အမြင်ကိုရစေတယ်ပေါ့နော်ဆိုတော့ဒါ brand အပြင်လည်းကွာခြားမှုရှိတယ်နံပါတ်3အချက်အနေနဲ့ဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ website ကို customer service အနေနဲ့လည်းအသုံးပြုနိုင်တယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ product ရဲ့ information တွေကို customer တွေကသိကျင်တယ်ဆိုလို့ရှိရင်သူကဆက်သွယ်ရတယ်ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်ဒါစာပို့ပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်ဒီတခုသိကျင်တိုင်းလာပြီးတော့မေးနေရတာပေါ့နော်အဲ့ဒီအစားကိုကျွန်တော် website မှာဒီမေးများတဲ့မေးခွန်းတွေကိုပေါ့နော် FAQ ဆိုပြီးတော့ကျွန်တော်တို့ကတင်ထားပြီးလို့ရတာပေါ့နော်အဲ့ဒါဆိုလို့ရှိရင် customer တွေနဲ့တခုခုသိကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့စီကိုလာမေးနေကြမလို့ website မှာပဲကြည့်လိုက်ရုံပဲပေါ့နော်ဆိုတော့ဒီလို information တွေကိုပေးထားခြင်းအပြင်ဒါ customer တွေအတွက်လည်းအဆင်ပြေတယ်ကိုလုပ်ငန်းရှင်ဘက်ကကြတော့လည်းအလုပ်ရှုပ်အများကြီးတက်တာသွားစေတယ်ပေါ့နော်ဒီဒါနံပါတ်3အချက်အနေနဲ့လည်းဒါလေးကအသုံးပြုလို့ရတယ်နံပါတ်4အချက်အနေနဲ့ကြတော့ကျွန်တော်တို့ဒါ email marketing ကိုသုံးကျင်တဲ့လုပ်ငန်းတွေအတွက်ဆိုလို့ရှိရင်လည်း website ကဒါတော်တော်လေးအသုံးဝင်တယ်ပေါ့နော် website ပေါ်မှာcustomer တွေရဲ့ information တွေကိုကျွန်တော်တို့စုဆောင်းထားလိုက်မယ်စုဆောင်းပြီးတော့မှဒီကျွန်တော်တို့ပေးခြင်းတဲ့ information တွေပေါ့နော်promotion အချက်လက်တွေဒါတွေကိုကျွန်တော်တို့ကပုံမှန်လေးပို့ပေးနေလို့ရတာပေါ့နော်ဒါကလည်းဒါ marketingလုပ်တဲ့အထက်မှာတော်တော်လေးထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်ပေါ့နော်နံပါတ်5အချက်အနေနဲ့ကျွန်တော်နောက်ဆုံးအချက်အနေနဲ့ပေါ့နော်ကြာတော့ website ရှိခြင်းအပြင်ကျွန်တော်တို့ Google ရဲ့ search result မှာကျွန်တော်နေရာတစ်ခုကိုယူထားနိုင်တယ်ပေါ့နော်ဒီဟာကတော့ဒါတစ်ခုရှိတာကျွန်တော်အချိန်ချက်ချင်းရတာမျိုးတော့မဟုတ်ဘူးအချိန်တစ်ခုယူရတယ်ပြီးလို့ရှိရင် Google ရဲ့ search result ရဲ့အရှေ့ဆုံးပိုင်းမှာလိုချင်တယ်အပေါ်ဆုံးပိုင်းမှာပြချင်တယ်ဆိုလို့ရှိရင်တော့ဒါတက်လုပ်ယူရတဲ့ procedure လေးတွေရှိတယ်ပေါ့နော်ဒါကိုကျွန်တော်တို့က search engine optimization လုပ်တယ်လို့ခေါ်တယ်ပေါ့နော် SEO ပေါ့နော် SEO ဘိုင်းကတော့ကျွန်တော်နောက်ဗီဒီယိုတက်လုပ်ပေးဖို့လည်းလုပ်ဖို့စဉ်းစားထားတာရှိတယ်ပေါ့နော်ဆိုတော့ဒီလိုအချက်လေးတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော် website တစ်ခုလုပ်ရတာထိုက်တန်တယ်ပေါ့နော်ကုန်ကြမ်းစိတ်ကလည်းအများကြီးတက်တာလာပြီသူ့ management လုပ်ရတာလည်းအရင်လိုမျိုးအခက်အခဲကြီးတွေလုပ်ကြမှာမလို့တော့ဘူးပေါ့နော်တော်တော်လေးလွယ်ကူလာပြီတာမန်ဒီကွန်ပျူတာ3တန်းရုံလောက်နဲ့website ကို management လုပ်လို့ရတဲ့ level အထိဒါလွယ်ကူလာပြီပေါ့နော်အဲအကြောင်းညီကုန်းချုပ်အနေနဲ့ကျွန်တော်ဒါ website တစ်ခုရှိခြင်းအပြင်ပေါ့နော်လုပ်ငန်းအတွက်ကိုကျွန်တော်တို့အများကြီးထိရောက်မှုရှိတယ်အကျိုးကျေးဇူးတွေအများကြီးရှိနိုင်တယ်ဆိုတာကိုကျွန်တော်ဒါရှင်းပြရင်းနဲ့ပေါ့နော်ဒီနေ့ဗီဒီယိုလေးကိုတော့ဆုံးသက်ချင်ပါတယ်ခင်ဗျာဆုံးသည့်ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ